ဒီနေ့သူများသားလေးကမြစ်ချက်လေးစားရှင်နေဆိုလို့မြစ်ခိုင်ချက်လေးချက်စားမှာဖြစ်ပါတယ်ပထမဆုံးမြစ်လေးတွေကိုပြုတ်ထားလိုက်ပါမယ်ဈေးကဝေလာတဲ့မြစ်ကိုတမ်းမချက်ပဲနဲ့ရေနည်းနည်းလေးနဲ့ပြုတ်ပေးလိုက်တော့အရှင်သက်လေးထွက်သွားပါတယ်အဲ့တော့စားရတာပိုပြီးတော့ကောင်းပါတယ်ပြီးတော့မြစ်လေးတွေရလာပြီဆိုတာနဲ့မြစ်လေးတွေကိုပပလေးလိထားလိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်ကျမတို့စားချက်လိုက်ရအောင်စားချက်ဖို့ကတော့ငရုတ်သီးစိမ့်ထည့်ပါမယ်ငရုတ်သီးစိမ့်လေးတွေကိုဆက်လေးစားရှင်တာနဲ့များလေးထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့စီထည့်ပါမယ်စီကတော့မြစ်ရှက်ရင်တော့စီကများလေကောင်းလေပေါ့ရှင်စီများတော့ပို့ပြီးတော့အိလေးနဲ့စားလို့ကောင်းပါတယ်ငပိကလည်းမြစ်ရှက်လို့ရှိရင်များလေးထည့်ပေးရပို့ပြီးတော့စားကောင်းပါတယ်မြစ်များလေးထည့်ပါမယ်ပြီးလို့ရှိရင်တော့စားဟင်းရှုံမုံထည့်ပါမယ်အရသာရှိပြီးရောတမျိုးလေးနဲ့သမင်းမီနဲ့ဟင်းလေးပေါ့ရှင်ကျမကတော့မြစ်လေးရှိရင်တော့မြစ်ရှိရင်တော့တခြားသားငါးဟင်းတွေဘာမှမလို့တော့ပဲနဲ့မြစ်မျိုးတွေနဲ့ထမင်းစားလို့မိပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့မြစ်ပင်စိမ်းချက်လေးရပါပြီရှင်သူများသားလေးကတော့ရမ်းကောင်းတယ်ဆိုပြီးတော့ရှိကျူးသွားပါတယ်ဒါသူများသားအကြိုက်ပေါ့နော်မြစ်ပင်စိမ်းချက်လေးဖြစ်ပါရှင်